ဒီလို view နဲ့တစ်ခါမလုပ်ဘူးဗျအဲ့တော့ jack နဲ့ကျွန်တော်လည်းပေါင်းပြီးလုပ်ထားတဲ့ view လေးကြည့်အောင်နော်ကျွန်တော်ညီညီပါ jack ကဒီအဲ့တော့ let's go ကျွန်တော်ရဲ့စလုံးကြောင်းလို့တိုင်အောင်အပဘူကာအိုးဒါလည်းတဲ့မနက်ခင်းနေပါလားဟဲ့ဟိုကောင် jack ဘာလဲလောက်တာလဲအဲ့ရရှုပ်နေနေကြည့်နေလေလာလေလာခဲ့အိမ်ထဲဝင်အိမ်ဝါဒမှာအေးငါတို့စပါမန်နေပြီအဲ့ဘယ်သွားရမလဲဒီပြင်းနေတောင်းနေပိတ်တယ်ဗျဒါကြောင့်အဲ့ဆို let's go တော့โอเคရောက်သွားပြီနော်โอเคရတာရောက်ပြီဘာလို့မလဲကွာခစ်မတက်တယ်ဒီကောင်းဘယ်သူရင်လိုက်ပြီကစီယူရအပြာကြောက်တုံးရယ်ကကြီးရယ်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုရင်တော့ဟုတ်ကဲ့ကျွန်တော်ဒီโอเคဝနာကျွန်တော်ဒီနေ့မှာဆိုရင်ကျွန်တော်ဇလန်တုံလေးစရမှာဖြစ်ပါတယ်โอเคအဲ့တော့ဇလန်တုံအပပူကာကိုစရမှာနော်အပပူကာပါစက်ကူပါယူလိုက်တုံးမှပဲနော်နိုင်တဲ့သူကပုံးရမှာရှုံးတဲ့သူကလာရမှာโอเคတိုင်းစားလိုက်ရတော့မယ်ခိုးကြည့်ပါဗျာကျွန်တော်လည်းမခိုးကြည့်ပါဘူးသူလည်းမခိုးကြည့်ပါနဲ့လိုက်ကြမင်းလည်းမခိုးကြည့်နဲ့တော့ငါ6ခုသူ့ပြီလေဆိုတော့လေကိုရမှန်ကန်လိုက်ရမှာညညငါတို့ခရစ်စမတ်ပါတီရှိရနော်ငါ့ရင်လာခဲ့ငါ့ရင်မှာပဲနှွဲမှာအိမ်မော်မှာပဲနှွဲမှာဒီအဲ့ဒါဆိုရင်အမေလိုက်ချပြီတော့လုံးလားဆုံးလိုက်မှာလည်းပုံအိမ်နဲ့ပါမင်းအဲ့မင်းနေရကွာဟိုဟင်းနေပြပါငါလိုက်စားတယ်ပြရတယ်ကျွန်တော်ဂူထဲမှာရှိတယ်ဘာလို့ငါနီးနေလဲ yes
ဆက်ဂိမ်းဘာဖြစ်လို့ပြင်တော့သွားလဲဟဲ့တကယ်ကြီးညတော့ရောက်တော့မယ်ကွာငါတို့ကစားတော့အောင်လေးငါတို့ညကျပါတီလက်ရှိတယ်ဆိုမင်းပြန်ခရစ်စမတ်ဝတ်ဆောင်နေပါဝတ်လာအဲ့ပြင်စင်လာဟုတ်ပါငါတို့ညဘက်ရောက်နေပြီပေါ့ဟိုမလာသေးဘူးဘာတကယ်လေကွာကိုကီစကားလေးပါလေးပြောကြဲလေးပါလေးငါတို့ကော်ဖီလေးရန်တောင်းဒီမှာကော်ဖီလေးပါလေးကဲရမျောရေကောင်းပြန်နေတယ်တကယ်ကြီးကျွန်တော်ပြောရပြသူကလက်ဆောင်နေပါလေရသွားတယ်ဆန္ဒကလော့ကြီးအဲ့ကျွန်တော်နောက်နေ့ကျတော့ဒီဝေါ်ထဲမှာပဲကျွန်တော်အဲ့လိုဆန္ဒကလော့နဲ့ဆန္ဒကလော့တော့ဘောနော်အကျိုးရှိရလေးတစ်ခုလုပ်နေဆန္ဒကလော့ကျွန်တော်လက်ဆောင်လာပြီးလက်ကြည့်โอเคအဲ့တော့မဲ့ goodbye ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်